ကဲရေကြီးသွားလို့ရေမြော့ကန်းနေဖြစ်သွားတယ်ကျမရဲ့ပေါ့နော်ခြေတုပ်ခုံတွေကိုကျမဒီနေ့နေလေးတာတုံးလျှော်ပါမယ်အဲ့ဒါကိုဘာနဲ့လျှော်မလဲကျမတို့နီယွန်ကမီကဲထုတ်လုပ်ထားတဲ့နာဂါကိုဆက်ပြမုံနဲ့လျှော်မှာပဲဖြစ်ပါတယ်ရှင်မှန်တော့အမြုပ်ထွက်အားလေးတစ်ချက်ပြပေးမယ်ရှင်အိုးကောင်းမကောင်းနော်အမြုပ်ထွက်အားလေးပါရှင်ဒါကိုကျမရေတော့မိုးရေထဲမှာအဲ့ထုတ်ကိုထားထားတာကွာအဲ့ဒါခဲဟာလုံးဝကြီးဟိုကမဖြစ်သွားဘူးပေါ့နော်မခဲသွားဘူးမခဲသွားဘဲနဲ့အမြုပ်ထွက်အားလေးလည်းတစ်ချက်ကြည့်ပေးပေါ့နော်အရန်ကောင်းမွန်တော့ပါရှင်ပြီးသွားလို့ရှင်ကျမရေခြေတုပ်ဟိုခုံမုံ16000ခြေတုပ်ဝစ်လို့ပြောအဲ့ဒါပေါင်း16000ကျမထည့်ပြီးတော့9မိနစ်လောက်စိန်နာပြီးမှကျမရှော်မှာပဲဖြစ်ပါတယ်အမြုပ်ထွားကြီးကြွားကတော့အရန်ကောင်းတော့နော်ကြိုက်ဝယ်ပြီးသမျှတူတိုင်းပြင်မြန်ဝယ်ကြတာကျမရဲ့နာဂါကိုဆက်ပြမှုတ်သေးပါရှင်ကဲဒီမှာကျမရဲ့ရေမျောကန်းတင်ဟွာတဲ့ခြေတုပ်ဝစ်လေးတွေကျမစပြီးတော့ဟဲ့စိန်ပါပြီရှင်စစိန်နာနဲ့ကိုကြီးကကျွတ်ချင်တာတွေ့လားအောင်မမြင်တဲ့အတိုင်းပဲเนาะအယောင်လေးအောင်ရေရောင်အောင်ပြောင်းနေပါစိတ်ညစ်ဖို့ကောင်းတယ်เนาะရေကြီးတဲ့ဒုက္ခကွာရေတက်လာတဲ့ဒုက္ခတော်တော်ဆူဆူပါရှော်ရတာလဲတနင်တဘူတင်းရဆဲရတာလဲဆက်ပြအိမ်ဆိုတော့တည့်ရဲ့အတိုင်းပဲတနင်တဘူအလေးတွေလဲမဟာတော်ဒုက္ခရောက်တယ်အကုန်လုံးတော်ပါကွယ်မပြောပြတတ်တော့ကဲဒီမှာကြည့်ဒါစိန်လုံးရှိတယ်ကြီးရကျွတ်လာပြီเนาะအမအယောင်လေးအောင်ပြောင်းကုန်ရေမျောလာတာဟုတ်တယ်မလားအဲ့လိုညစ်ပတ်တာပေါ့ရှင်ညစ်ပတ်တာလေးတည်းတီးခံပြီးကြည့်ပေးဒါကျမတို့နာဂါကိုဆက်ပြမှုကောင်းကြောင်းလေးပြပေးခြင်းလို့ပါရှင်